ပြောမြတ်ကောင်းနေနေတာစေရမင်းသဘောတိုင်းလိုက်လို့တတ်တာယူမပိတ်ချင်လို့ခွဲမသွားနဲ့အရင်မင်းလေးကတို့ရဲ့ဘဝပါရော်လေးဆုံးဆုံးချင်းများနေတာယုံကြည်ရဲ့ကလို့စွန့်ပြသွားလားစေရတာတော့လုံးလာတဲ့ရရနာချင်နေတာသူတွေရက်စမှု